Saudi Arabia ကဘာသာရေးအထွတ်မြတ်ထားရနေရများတွင်တော်ပေါ်နေရချင်းကြွေးကြောခြင်းနဲ့အလံထောင်းခြင်းများကိုတားမြစ်လိုက်ပြီးဘာသာရေးအထွတ်မြတ်ထားရနေရများ၏မွန်းမြတ်မှုကိုထိမ့်သိမ်းရနဲ့နိုင်ငံရေးသို့မဟုတ်ဂိုင်းနာဆွဲလောက်ရှားမှုများကိုတားဆီးရန်ပြည်ထောင်ရေးဝန်ကြီးဌာနကတင်းကျပ်သောစီကံချက်များကိုချမှတ်လိုက်သည်2025ခုနှစ်ဟာရသည့်အတွင်းဘာသာရေးအထွတ်အမြတ်ထားရနေရများ၌ဓာတ်ပုံရိုက်ခြင်းကြွေးကြော်သံများအော်ရခြင်းနှင့်နိုင်ငံရေးသို့မဟုတ်ဂိုင်းနာဆွဲအလံများလွန့်ထူခြင်းတို့ကိုတင်းကျပ်စွာတားမြစ်ကြောင်းSaudi Arabia ပြည်ထောင်ရေးဝန်ကြီးဌာနကကြေညာလိုက်သည်ဝန်ကြီးဌာနရဲ့အဆိုအရဘေးအဖူးများသည်မကာရှိ Masjid al-Haram မဒီနာရှိ Masjid an-Nabawi နှင့်မီနာ Arafat Muzdalifa ပါဝင်အဓိက Hajj နေရာများအတွင်းလိုက်မိုဘိုင်းဖုန်းဖြင့်ဖြစ်စေကင်မရာများဖြင့်ဖြစ်စေတပ်ပုံရိုက်ခြင်းသို့မဟုတ်ဗီဒီယိုရိုက်ကူးခြင်းများကိုခွင့်ပြုမည်မဟုတ်ပေထို့သောမှတ်တမ်းတင်ရန်ကြိုးပမ်းခြင်းသည် Hajj ဆိုင်ရာစည်းကမ်းများကိုချိုးဖောက်ခြင်းဖြင့်သတ်မှတ်ခံရမည်ဖြစ်သည်ထို့အပြင်နိုင်ငံရေးဂိုင်းကနဆွဲသို့မဟုတ်နိုင်ငံအလိုက်ကိုစားပြုမှုများကိုဖော်ပြသောအလားများဆိုင်းပုံများကိုပြသခြင်းကိုလည်းဝန်ကြီးဌာနကတင်းကျပ်စွာတားမြစ်ထားသည်နိုင်ငံရေးကြွေးကြော်သံများသို့မဟုတ်လူအုပ်စုလိုက်ကြွေးကြော်ခြင်းအမျိုးမျိုးကိုလည်းပိတ်ပင်ထားသည်ထိုကဲ့သို့သောလုပ်ရများသည့် Hajj အနှစ်သာရကိုအနှောင့်အယှက်ဖြစ်စေနိုင်ပြီးကမ္ဘာတဝန်းမှာလာရောက်ကြသောဟာဂျီများအကြားစိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်စေနိုင်ကြောင်းတာဝန်ရှိသူများကအလေးပေးပြောကြားခဲ့သည်ဤစည်းကမ်းများကိုစောင့်ကြည့်ရန်နှင့်အရေးယူဆောင်ရွက်ရန်အတွက်Hajj ကာလတလျှောက်လုံးတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များကိုဖြန့်ကျက်ချထားမည်ဖြစ်သည်စည်းကမ်းချိုးဖောက်သူများသည်ဖြစ်မှုအမျိုးအစားပေါ်မူတည်၍တန်ရှင်းသောမြေမှနှင်ထုတ်ခိုင်းရခြင်းတရားဥပဒေအရအရေးယူခိုင်းရခြင်းသို့မဟုတ်ပြည်နှင်ထန်ပေးခိုင်းရခြင်းစသည့်ပြစ်ဒဏ်များကိုရင်ဆိုင်ရနိုင်သည် Hajj ခရီးစဉ်သည်အလတ်အရှင်မြတ်အားစည်းကပ်ခြင်းနှင်းချခြင်းနှင့်စီလုံးညီညွတ်ခြင်းတို့အတွက်အချင်းခါထူကြောင်းဝန်ကြီးဌာနကထက်လောင်းဖြိုကြားခဲ့သည်ဤရွေချက်နှင့်တွေ့ထွေသောမြည်သည့်အပြုမှုကိုများတီးခတ်မည်မဟုတ်ပေ2025ခုနှစ် Hajj ခရီးစဉ်ကိုနိုင်ချမ်းပြီးကုသိုလ်ပွားများဖွယ်ရာထိစေရန်အတွက်ဟာဂျီမအနေဖြင့်စီကံများကိုလေးစားလိုက်နာကြရန်နှင့်အာနာပိုင်များအားအပိအဝပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းထားသည်